ပေးယူလေးဟင်္ဂါတစ်ခွက်စားချက်မယ်ဆိုတော့ကရှင်လေးကိုခြေရနေပြီးတော့လက်တစ်ဖက်ထင်းနဲ့ဆိုတော့နားလေးပြီးကြပါတခါချက်ဆိုတဲ့အခါကျတော့2ယူတော့ဆိုရင်ရပါတယ်အဲ့တော့ဒီဘက်ကနောက်ထပ်1ယူတစ်ဖက်မယ်ဒီပိန်ယူလေးရတော့160နဲ့တနိုင်မော်လမြိုင်သမင်းဆိုင်ရနေပြီးတော့မှမျိုးဥလက်ဆောင်ပေးလို့ဒါစိုက်ထားပါတော့ဒီဘက်မှာတစ်ဖုတ်ဟိုဘက်မှာနှစ်ဖုတ်အလုံး3ဖုတ်ရှိပါတယ်နှစ်ခုစုနေနေနေမှာနောက်တစ်ချောင်းထပ်ချိုးလိုက်နော်ရှင်းနေတယ်အဲ့3ချောင်းချိုးလိုက်ပါပြီမိုးလေးတဆွတ်ဆွတ်နဲ့ဆိုတော့ချော်လေးမလေးစုရတော့တတိထားရပါတယ်ကဲချမောင်မီလည်းကောင်းမှာကစုံရက်လေးလည်းခူပါမယ်ဗတိခူပြီးတော့ပြန်လာတဲ့အချိန်မှာ900လို့တဲ့လာပြီးပါရဲ့ရှင်အစုံ9လေးစုံလားအဲ့ဒီမှာဟာဗမ်းမာလေးတွေရယ်โอเคရိုက်ဖို့မိသွားတော့နှွားနေတော့မှမရိုက်လိုက်ရဘူးเนาะခုနခူးလာတယ်ပိန်ယူလေးကိုဒါတခါစားပေါ့3ချောင်းဟင်္ဂါလေးချက်ပါမယ်နားလေးလည်းလှုပ်ထားပြီးပြီဟင်းချူလေးတည်ထားပါတယ်နာဆွေးပြီးစွာနဲ့အရွယ်စိန်ငပိရည်လေးကိုဖြော်ပြီးတော့ထည့်ပါမယ်ရှင်လေးလေးစုပြီးစွာနဲ့ရှင်လေးစုလေးကိုပြီးရေကိုထည့်ပါမယ် sorry ပါလက်လေးတစ်ခါထည့်နေဆိုတဲ့အခါကျတော့ဝှေ့ပြန်တာလေးရှိရဲ့အတွက်ဆုံးပြီးပါနော်ပြီးရင်ဒီရေလေးကိုညှို့လေးထည့်ပါနော်ကပီလေးအခုထည့်ပြီးပြီဆိုရင်ချုံမကလေးနည်းထည့်ပါပြီဒီထည့်ပြီးတော့ကပီလေးထည့်ပြီးနာဆူသွားပြီဆိုလို့ရှိရင်ငရုတ်ကောင်းလေးရေစေးပြီးထောင်းထားတာလေးကိုထည့်လိုက်ပါပြီရှင်ပြီးလို့ရှိရင်တော့ကျွန်မခဏကငဖဲကိုထုထောင်းထားတာလေးကိုထည့်ပါမယ်စပယ်လင်းလေးချင်းနေထည့်ပါဘူးเนาะဟိုကြိုက်တာချက်ချင်တဲ့သူကတော့ဘွက်ကိုကြိုက်တယ်လို့ချက်ပါရှင်ကျွန်မကတော့ဒီဟင်းကားမှာငပိဟင်းကားစားဟင်းကားဖြစ်တဲ့အတွက်စပယ်လေးမထည့်ပါဘူးเนาะအဲ့တော့အခုငဖဲလေးကိုထုထောင်းထားတဲ့ငဖဲမမလေးကိုတုံးပြီးတော့ကျွန်မဒီနာလေးဟွာပေါ့နော်နာလေးချစ်အောင်စုအောင်ပြန်ပြီးတော့ဖုံးလေးအုပ်ပြီးတင်ထားလိုက်ပါမယ်ရှင်ခုဟင်းကားလေးကိုထည့်ဖို့ဝါဥကြာစံလေးကိုကျွန်မရေစိမ်ထားပါမယ်ရှင်အခုဆိုလို့ရှိရင်တော့နာဘွန်းဘွန်းလေးစုပါပြီကျွန်မတို့ကဒီထုထားတဲ့ငဖဲလေးချက်အောင်တော့ချက်ပေးရပါပါရှင်တကယ်ကတော့အခုလိုငါအစိမ့်ထည့်တာကျွန်မဒါပထမဆုံးချိန်ပါပဲရှင်ထုံးစံဆိုရင်တော့ကျွန်မတို့ငါးလေးကိုကြော်ပြီးတော့ရိုးလေးနှွေပြီးတော့ထည့်တာမျိုးဖြစ်စေငါးကိုမီးဖုတ်ပြီးတော့ထည့်တာမျိုးဖြစ်စေပေါ့နော်အခုကလည်းဒါငပိနဲ့ငရုတ်ကောင်းနဲ့ပါတဲ့အတွက်ငါးကလုံးဝမညှိပါဘူးရှင့်ညှိစောနံမှာကြောက်တဲ့သူတွေလုံးဝမညှိပါဘူးเนาะနောက်ပြီးတော့ကျမဒီထဲမှာစီလဲမထည့်ပါဘူးရှင်เนาะဒီငါးလေးချက်သွားမယ်ဆိုလို့ရှိရင်เนาะကျမတို့ဟောပေါ့ပိန်ရိုးလေးနဲ့ဝါဥကြာစံလေးနဲ့ထည့်မှာဖြစ်ပါတယ်ရှင်เนาะဒီနေ့လာရောက်နေတဲ့ဒီငါးလေးကိုတော့ကျွန်မစီဖို့လေးနဲ့ကျွတ်ကလေးကြော်ပါမယ်ရှင်အခုလိုငါးလေးချက်သွားပြီဆိုလို့ရှိရင်ကျမတို့လိထားတဲ့ပိန်လေးထည့်လိုက်ပါတယ်ရှင်ပိန်လေးကတအောင်ဆိုတာနဲ့ချက်ချင်းနူးပါတယ်เนาะပြီးလို့ရှိရင်ဝါဥကြာစံလေးပါတခါလေးထည့်ပြီးတော့ချက်လိုက်ပါမယ်ရှင်ခုဆိုရင်တော့ပိယိုကြာစံငပိဟင်းကားစားဟင်းကားလေးချက်ပါပြီရှင်ခုနပြောသလိုပဲငါ့ကိုအစိမ့်ထည့်တဲ့အတွက်ညီမလုံးဝမပူပါနဲ့เนาะဂျင်းနေစပယ်လေးနေလုံးဝထည့်စရာမလိုပါဘူးရှင်ငရုတ်ကောင်းနဲ့ငပိကငါးရဲ့အညီတက်ကိုနိုင်ပါတယ်เนาะဒါမျိုးလေးမိုးရင်းပူပူလေးမှာsorry မိုးရင်းအေးလေးမှာဒီလိုရင်ငါပူပူလေးချက်တော့ကြည့်ပါလို့ငါလေးလေးရွရွရွပါကြလို့ပြီးပါပြီ
ကဲမိုးအေးအေးနဲ့ငပိငင်းကားလေးပါငပိလေးကတော့အာရဲစင်ရဲ့ရေကျူငပိလေးဆိုတဲ့အခါကျတော့ရန်ကမှမွေးကြိုင်နေပါတယ်ရှင်ငါကြော်ကျွတ်ကျွတ်ကလေးနဲ့ရှဲပါရှဲ